ကမ္ဘာဖလား32သင်းရှုံးထွက်ပွဲစဉ်တွေကိုတော့ဒီနေ့မှာ3ပွဲရှင်ပြိုင်သွားမှာဖြစ်ပြီးတော့အစောဆုံးပွဲစဉ်ဖြစ်တဲ့ဘရာဇီးနဲ့ဂျပန်မနက်3နာရီမှာရှင်ပြိုင်သွားမဲ့ဂျာမနီနဲ့ပါရာဂွေမနက်9နာရီခွဲမှာရှင်ပြိုင်သွားမဲ့နယ်သာလန်နဲ့မော်ရိုကိုအသင်းတို့ပွဲစဉ်3ပွဲရှိတဲ့အထက်ကမှကျွန်တော်ရဲ့ fan တွေအတွက်ဂျာမနီနဲ့ပါရာဂွေအသင်းတို့ရဲ့ပွဲစဉ်ကိုတပွဲကောင်း3သက်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးတဲ့ကျွန်တော်ရဲ့ fan တွေရှိရင်တို့ဒီခေါင်းလောင်းလေးနှိပ်ထားပါကျွန်တော်ဗီဒီယိုတင်တိုင်းအလွယ်တကူသိရှိသွားနိုင်မှာလည်းဖြစ်ပါတယ်။ဒီနေ့ညက32သင်းရှုံးတဲ့ပြိုင်ပွဲတောင်ပလိကာနဲ့ကနေဒါပွဲစဉ်တစ်ပွဲတည်းရှိတာကြောင့်ကျွန်တော်ရဲ့ fan တွေအတွက်ကျွန်တော်ရွေးချယ်ပေးသွားရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်ကျွန်တော်ရဲ့ fan တွေအတွက်မနေ့ကကျေးတဲ့အနေထားနဲ့ပွဲကြို30ချက်တာကျွန်တော်လုပ်ပေးသွားခဲ့တာလည်းဖြစ်ပါတယ်။မနေ့ကကျွန်တော်ရဲ့ fan တွေကိုကနေဒါဘိုးပေါင်းအောက်တစ်ချောင်းတဲ့ကိုကျွန်တော် quarter score 1-0နဲ့မှန်ကန်အောင်ကျွန်တော်ရွေးချယ်ပေးနိုင်ခဲ့တဲ့ကျွန်တော်ရဲ့ special tip ပွဲကိုမြန်မာဝင်တွေအကုန်လုံးကိုကျွန်တော်လက်ဆောင်ပို့ပေးခဲ့ပါတယ်။ဒါကြောင့်မလို့3ပွဲရှင်ပြိုင်သွားမဲ့နေ့တွေမှာတော့ကျွန်တော်ရဲ့ feedback fan တွေအတွက်လည်းကျွန်တော်တိတိကျကျလေးသုံးသက်ရွေးချယ်ပေးသွားမှာဖြစ်ပြီးတော့တပွဲတည်းရှိတဲ့နေ့တွေကြာရင်တော့ကျွန်တော်ပွဲကြို3သက်ချက်တာကျွန်တော်လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်တော့ကျွန်တော်ရဲ့မြန်မာဝင်တွေနဲ့ VIP တစ်ဝယ်လက်တွေရှိတဲ့အတွက်ကျွန်တော်ကိုနားလည်ပေးဖို့ကိုကျွန်တော်ရဲ့ fan တွေကိုကျွန်တော်အရင်ဦးဆုံးပြောချင်ပါတယ်။ဒီနေ့ရှင်ပြိုင်မဲ့32သင်းရှုံးထွက်ပွဲစဉ်တွေထဲကမှကျွန်တော်ရဲ့ VIP တစ်တစ်ခွက်ကောင်ချဲကျိတ်ကျင်တဲ့လက်ကြီး fighter တွေရှိရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်090039 523 526တို့လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။ဂျာမနီနဲ့ပါရာဂွေအသင်းတော်ရဲ့ပွဲစဉ်မှာတော့အသင်းက16သင်းချုံးသွဲအဆင့်ကိုအလွယ်တကူတက်ရောက်သွားနိုင်မလဲဆိုတာကိုတော့မနေ့3နာရီမှာကြည့်ရှုသွားရမယ်အကောင်းဆုံးပွဲစဉ်ထဲမှာပါဝင်နေပြီးတော့ဂျာမနီအသင်းကတော့ကမ္ဘာအဆင့်30နေရာမှာရပ်တည်နေပြီးတော့ကမ္ဘာဖလားအောင်မြင်ဆုံးအသင်းတွေထဲမှာပါဝင်နေပြီးကမ္ဘာဖလားကို4ကြိမ်အထိရရှိထားပြီးတော့ဒုတိယ4ကြိမ်အထိရယူထားနိုင်ခဲ့တဲ့ဂျာမနီအသင်းရဲ့ခြေစွမ်းကိုဒီနေ့ညမှာကျွန်တော်တို့လေးလာစောင့်ကြည့်သွားရမယ်အသင်းကောင်းထဲမှာပါဝင်နေတယ်လို့ဂျာမနီအသင်းရဲ့လက်ရှိစုဖွဲ့ထားတဲ့လူစရင်စုဖွဲ့မှုအနေအထားကဒီပြနာစကယ်မန်ရဲ့ဥဆောင်မှုနဲ့အတူကိုင်းဟာဘတ်တောင်ပန်နှစ်ဖက်မှာတော့စာနေနဲ့ဖော်လန်ဝစ်တို့ကိုမြင်တွေ့သွားမှာဖြစ်ပြီးတော့နောက်ကျန်တိုက်စစ်မှာတော့မူစီလာကြီးဥဆောင်ကစားသွားမှာလည်းဖြစ်ပါတယ်နောက်တန်းနေရာတွေမှာတော့ကေစမစ်တန်ရူဒီကာဒေးဗစ်ရန်တို့ရှိနေတဲ့ဂျာမနီရဲ့နောက်တန်းခံစစ်၄ယောက်တန်းကတိုက်စစ်ညံပြင်းမှုရှိနေတဲ့ပါရာဂွေကိုထိန်းချုပ်ကစားသွားဖို့အလားအလာများပြားနေတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာတော့ဂျာမနီအသင်းကအနိုင်ရရှိဖို့များပြားနေပြီးတော့16သင်းရှုံးသွဲအဆင့်ကိုအလွယ်တကူတက်ရောက်သွားနိုင်မဲ့အသင်းကောင်းထဲမှာပါဝင်နေတယ်လို့16သင်းရှုံးသွဲအဆင့်မှာတော့ပြင်သစ်အသင်းနဲ့ဆွီဒင်အသင်းကအနိုင်ရရှိသွားတဲ့အသင်းနဲ့ထိပ်တိုက်တွေ့ဆုံသွားမှာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းရဲ့အုပ်စု3ပွဲဖြတ်တန်းမှုအနေအထားတွေမှာတော့ဂျာမနီအသင်းကကူလာဆောင်ကို9-9 IB ကို2-1 အီကွေဒေါကို2-9နဲ့ရှုံးနိမ့်ထားခဲ့တဲ့ဂျာမနီအသင်းရဲ့3ပွဲစလုံးဂိုးပေးထားရတဲ့ခန်းစစ်ကြောင်းအနေအထားကဒီနေ့ပွဲစဉ်မှာတော့တေချာပြင်ဆင်ကစားလာဖို့ရှိနေတဲ့32သင်းရှုံးထွက်ပွဲစဉ်ပွဲတည်းဖြစ်ပါတယ်။ပါရာဂွေအသင်းကတော့ကမ္ဘာအဆင့်41နေရာမှာရပ်တည်နေပြီးတော့လက်ရှိရှင်ပြိုင်ခဲ့တဲ့အုပ်စု3ပွဲစလုံးရှေ့စွမ်းအနေအထားမှာတော့တာမန်လောက်သာရှိပြီးတော့အမေရိကန်ကို4-1နဲ့ရှုံးနိမ့်ခဲ့တဲ့တူရကီကို1-0နဲ့အနိုင်ရရှိခဲ့ပြီးတော့ဩစတြေးလျအသင်းကိုဂိုးမရှိတည်ရလက်သာစွမ်းဆောင်ထားနိုင်ခဲ့တဲ့ပါရာဂွေအသင်းရဲ့တိုက်စစ်ကဒီနေ့ပွဲစဉ်မှာဂျာမနီလိုအသင်းကြီးကိုဂိုးသွင်းယူသွားနိုင်ဖို့ဆိုတာကတော့မလွယ်ကူနိုင်ပဲနဲ့အဓိကခံစစ်အားပြုကစားလာမဲ့အသင်းကောင်းတစ်သင်းလည်းဖြစ်ပါတယ်။ပါရာဂွေရဲ့လက်ရှိစုဖွဲ့ထားတဲ့လူစရင်စုဖွဲ့မှုအနေအထားမှာလည်းပြည်တွင်းကစားသမားတွေနဲ့မြောက်အမေရိကမှာကစားနေတဲ့ကစားသမားအများစုပါဝင်နေတာကြောင့်ဂျာမနီနဲ့ရှင်မယ်ဆိုရင်တော့ကစားသမားအင်အားများစွာနှိမ့်ကျနေပြီးတော့အဓိကအားကိုးသွားရမယ့်ကစားသမားဆိုတော့အမီရွန်ဝါရက်တောင်ပန်တိုက်စစ်ကစားသမားတဦးနဲ့
NC ဆိုလို့နှစ်ဦးသာရှိနေတဲ့ပါရာဂွေးအသင်းကိုတော့အများကြီးယုံကြည်ထားလို့မရတဲ့အသင်းတစ်သင်းနဲ့ဖြစ်ပါတယ်။တောင်အမေရိကအသင်းတွေဖြစ်တာကြောင့်ပါရာဂွေးရဲ့ကြံ့ကြံ့တန်းကစားပုံနဲ့ဂျာမနီကိုဘယ်လောက်ထိခံကန်နိုင်မလဲဆိုတာကိုတော့စောင့်ကြည့်ဖို့လိုအပ်နေတဲ့ပါရာဂွေးအသင်းရဲ့စွမ်းဆောင်ရည်အနေအထားဖြစ်ပြီးတော့ပါရာဂွေးနဲ့ဂျာမနီတို့ထိပ်တိုက်တွေ့ဆုံတဲ့နှစ်ကြိမ်မှာတော့ရှေ့စမ်းပွဲမှာတရေရလက်ထွက်ပေါ်ခဲ့တယ်လို့ကမ္ဘာဖလား2002ပြိုင်ပွဲမှာတော့ဂျာမနီကတကိုးဂုံးကြီးဆိုပြီးတော့အနိုင်ရရှိထားခဲ့တဲ့ထိပ်တိုက်တွေ့ဆုံမှုအနေအထားတွေလည်းဖြစ်ပါတယ်။ဂျာမနီအသင်းကဒီနေ့ပွဲစဉ်မှာတော့ပါရာဂွေးအသင်းကိုဝမ်းရှုံးဘော်ဒီကျေးတန်းဖွင့်လှစ်မှုပေးထားပြီးတော့ဘိုးပေါင်းဖွင့်လှစ်မှုမှာတော့3လုံးသွင်းရင်ပလက်50အနိုင်ဆိုပြီးတော့ပေးချေထားပါတယ်။ဂျာမနီအသင်းရဲ့ကျေးတန်းကိုချိန်ဆကြည့်မယ်ဆိုရင်တော့အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့တောင်အမေရိကအသင်းတစ်သင်းဖြစ်တဲ့အီကွေဒေါနဲ့ထိပ်တိုက်တွေ့ဆုံချိန်မှာတော့အမတ်လိုအပ်ချက်မရှိတဲ့ပွဲစဉ်မှာတော့ဂျာမနီက1-0ဝင်ရိုးဖွင့်လှစ်မှုပေးခဲ့ပြီးတော့ရောင်းကျေးရှုံးနေခဲ့တဲ့အသင်းတစ်သင်းနဲ့ဖြစ်ပါတယ်။ဒါကြောင့်ဂျာမနီကလက်ရှိမှာတော့ကျေးတန်းမြင့်မားစွာဖွင့်လှစ်မှုပေးတဲ့အသင်းကြီးထဲမှာပါဝင်နေပြီးတော့ပါရာဂွေးအသင်းကို1ရှုံးဝင်ရိုးဖွင့်လှစ်မှုပေးထားတာကတော့မှန်ကန်မှုရှိနေတဲ့ကျေးတန်းအနေအထားနဲ့ဖြစ်ပါတယ်။လက်ရှိကျွန်တော်သုံးသပ်ပေးနေတာကတော့မနက်10:00နာရီဝန်းကျင်မှာဖြစ်တာကြောင့်ညပိုင်းမှာတော့ဂျာမနီရဲ့ကျေးတန်းကဒီထက်မကမြင့်တက်သွားနိုင်တဲ့ကျေးတန်းအနေအထားတဲ့ဖြစ်ပေါ်လာနိုင်ပါတယ်။ဂိုးပေါင်း3ပလက်50အနိုင်ဖွင့်လှစ်မှုအနေအထားကတော့လက်ရှိပါရာဂွေးရဲ့ညံပြင်းလွန်းတဲ့တိုက်စစ်ကစားပုံကဂျာမနီတို့အသင်းကြီးကိုဂိုးသွင်းယူသွားနိုင်ဖို့ဆိုတာကတော့မလွယ်ကူနိုင်ပါဘူး။ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာဂျာမနီရဲ့တစ်ဖက်သက်သွင်းဂိုးတွေကြီးပဲမြင်တွေ့သွားရဖို့ရှိနေတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ဂိုးသွင်းစကောအပြန်အလှန်ထိုးကွက်ပါတယ်။အပြန်အလှန်ဂိုးသွင်းမှုဖြစ်ပေါ်ခဲ့ရင် 2.19 နိုးထိုးကွက်မှာတော့ 1.6 ရရှိသွားမှာဖြစ်ပြီးတော့16တင်းရှုံးတဲ့အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့မယ်ဆိုရင်တော့ဂျာမနီက1.43 တာပေးချေထားပြီးတော့1000လောင်းရင်100တာရရှိသွားမှာဖြစ်ပြီးတော့ပါရာဂွေးနောက်ကဆင့်တက်ရောက်သွားနိုင်ခဲ့မယ်ဆိုရင်တော့ 5.5 ပေးချေထားပါတယ်။ Total 1ဂျာမနီ1ရှုံးထိုးကွက်မှာတော့ 1.47 ပေးချေထားပုံကိုကြည့်ခြင်းအဖြစ်တော့ဒီနေ့ပွဲစဉ်မှာဂျာမနီအသင်းကပါရာဂွေးအသင်းကို2-3 တော့အနိုင်ရရှိဖို့ရှိနေတဲ့ပွဲစဉ်ဖြစ်လာနိုင်တယ်လို့ပါရာဂွေးအသင်းရဲ့တေရှုံး Total 2ထိုးကွက်မှာတော့ 1.9 တော့ပေးချေထားပုံကိုကြည့်ခြင်းအဖြစ်တော့ဘူကီတွေကပါရာဂွေးအသင်းကိုဒီနေ့ပွဲစဉ်မှာဂိုးပေးထားပုံမပေါ်သေးတဲ့ဖွင့်လှစ်မှုကျေးတန်းတွေလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဂျာမနီအသင်းကဒီနေ့ပွဲစဉ်မှာတော့ပါရာဂွေးအသင်းကိုရေကုန်ရေကန်းကစားပြီးတော့ဂိုးပြက်အောင်ပွဲခံသွားမလားဆိုတာကိုတော့အနည်းငယ်စဉ်းစားဖို့လိုအပ်နေပြီးတော့နောက်တစ်စစ်မှာဂျာမနီကထပ်မံပွဲချက်ရင်ဆိုင်သွားရဖို့ရှိနေတဲ့ဂျာမနီအသင်းကလည်းဒီနေ့ပွဲစဉ်မှာတက်တောက်တက်ကစားပြီးတော့အနိုင်ယူသွားဖို့များပြားနေတဲ့ပွဲစဉ်အနေအထားလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့ဘော်ဒီဆိုရင်တော့ဂျာမနီရဲ့ဖွင့်လှစ်ထားတဲ့1ရှုံးကျေးတန်းကိုကျွန်တော်ကြိုက်နေတတ်တာကြောင့်ဂျာမနီဘော်ဒီကိုကျွန်တော်ကြိုက်နေတတ်ပြီးတော့ဂိုးပေါင်းကိုရွေးချယ်ဆော့ကစားမယ်ဆိုရင်တော့3ပလက်50အနိုင်ဂိုးပေါင်းကျေးတန်းကဂျာမနီတစ်ဖက်တည်း၄ဂိုးအထိသွင်းယူနိုင်ဖို့လွယ်ကူနိုင်တာကြောင့်ဂိုးပေါင်းအောက်ကိုဒါကျွန်တော်ကြိုက်နေတတ်ပါတယ်ကျွန်တော်ရွေးချယ်ပေးခဲ့လိုက်တဲ့ဘော်ဒီဂျာမနီဂိုးပေါင်းအောက်ဖိုးကွက်နှစ်ကွက်မှာတော့ကျွန်တော်ရဲ့ဖန်တွေကြိုက်နေတတ်တဲ့တစ်ကွက်ကိုအကြိုက်ချင်းတူရင်စော့ကစားပါလို့ကျွန်တော်ပြောချင်ပါတယ်။ကျွန်တော်ရဲ့ fan တွေအားလုံးဝတ်လက်ပါ။